24လက်ကိုတော့မွန်တိုင်းရင်းသားများကဥဆောင်ပြီးတော့ဂိုင်းသွဲလာတာဖြစ်ပါတယ်ဒါအားလုံးကိုခြုံလိုက်ရင်တော့အဘိဓိကဆရာတော်ဘုရားကြီးကိုပူဇော်နေတာဖြစ်ပါတယ်မိကြလှည့်လည်ပူဇော်ခြင်းဖြစ်ပါတယ်အဘိဓိကဆရာတော်ဘုရားကြီးကိုဆရာသမားရဲ့ကျေးဇူးကိုဆက်တဲ့နေအားဖြင့်စွမ်းတိဘက်ကရိုးရာဓလေ့ဖြင့်လာရောက်ပူဇော်တာဖြစ်ပါတယ်ရှေ့ကမွန်တိုင်းရင်းသားများကရင်တိုင်းရင်းသားများနဲ့ပေါင်းပါပြီးတော့ပူဇော်ကြတာဖြစ်ပါတယ်သာသနာလမ်းရဲ့နောက်မှာတော့မင်္ဂလာမောင်းအမတ်2ယောက်ကမွန်အမတ်2ယောက်ဖြစ်ပါတယ်မွန်အမတ်2ယောက်ကအဘိဓိကရဲ့ဂုံကြီးကိုလူတို့ကြားကိုမောင်းထုကြေညာတာဖြစ်ပါတယ်ဒါကြောင့်မောင်းထုတယ်ဆိုတာကြေညာတာပါပဲအဲ့ဒီရဲ့နောက်မှာတော့ဓမ္မစတူးဖွဲ့ကလက်ပါလိုက်ပါလက်တယ်ပြီးတော့အဲ့ဒီရဲ့နောက်မှာတော့မွန်တိုင်းရင်းသား3ယောက်တွဲနဲ့အားလုံးအယောက်80ပါဝင်လာတာဖြစ်ပါတယ်ပြတာများပြီးတော့ရုံးပြီးလောက်တာမဖြစ်ဘူးဖြစ်ပါတယ်ဒီမမလေးဒီမမလေးကိုယ်ကတော့နည်းနည်းစိတ်မှရမလားမသိဘူးဟိုမှာမဆုံးသေးဘူးတဲ့ဟမ်ရတယ်ဥစ္စာရတယ်ဗျဟိုမှာဆုံးသွားပြီလိမ့်ပတ်လေတယ်ဘုရားဒါကရင်တိုင်းရင်းသားတွေစိတ်တဲ့ရောက်လာပါပြီအခုတော့ဥဆောင်တန်ဝါတွေပူဇော်တဲ့နောင်တောင်းအဖွဲ့ပါအဲ့ဒီမဲမဲသေးသေးလေးတွေကမောင်နောင်တောင်းအဖွဲ့ပါသူတို့နားမလဲဘူးလို့ပြောတယ်နောင်တောင်းဆရာတော်ရဲ့နောင်တောင်းပရိဒအဖွဲ့ဖြစ်ပါတယ်နောင်တောင်းပရိဒပညာရေးအဖွဲ့ကဥဆောင်လာတာဖြစ်ပါတယ်သူတို့ကနေပြီးတော့ရှေ့မှာမော်နေတိုင်းရင်းသားတွေကရင်တိုင်းရင်းသားတွေကင်ခွင့်ရအောင်လဲသူတို့ပဲစီစဉ်ပေးကြတာဖြစ်ပါတယ်ကိုသူတို့ကတော့သူတို့တောင်မော်ဒေသမှာရိုးရာဒီလိုလှည့်ကြတာလှည့်လေပူဇော်ကြတာအထူးပြုပူဇော်ကြတဲ့မြင်ကွင်းကိုဆရာသမားကိုလာရောက်ပြီးတော့ပူဇော်နေတဲ့ပုံ